ဒီနေ့ကျမတို့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့ဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်ခေါင်းစဉ်ကိုတစ္ဆာရှိတော်ငေသားကောင်းလို့ခေါင်းစဉ်ပေးထားပါတယ်ဒီခေါင်းစဉ်ကြားတာနဲ့ကျမတို့အကုန်သိရဲ့ဒါဟာဘယ်သူပြောတာလဲဆိုတော့ဘေးကျန်းတဲ့ကဘယ်သူပြောတာလဲဆိုတာကျမတို့အားလုံးညီပါတော့ကြားဘူးတယ်သိပြီးသားဖြစ်ပါလိမ့်မယ်ရှမတဲ့အခန်းကြီး25 14ကနေ30ထဲမှာတွေ့ရတဲ့အဖြစ်ပြက်ဥပမာတွေကနေကျမတို့ဆင်ခြင်ဖို့ရန်ကျမပြင်ဆင်လာပါတယ်ဒီထဲမှာကျမတို့အားလုံးသိတဲ့အတိုင်းအားလုံးသိတဲ့ကျမ်းပိုက်ဖြစ်တယ်ပေါ့နော်ဒီထဲမှာသခင်ကခရီးသွားခါနီးချိန်မှာသူ့ရဲ့တပည့်3ယောက်ကိုပစ္စည်းဥစ္စာပေးအပ်တယ်ခွေးဝယ်တယ်ဆိုတဲ့အကြောင်းကျမတို့သိပြီးသားဖြစ်တယ်တယောက်ကိုပစ္စည်းဥစ္စာအခွက်90ပေးတယ်တယောက်ကိုအခွက်20ပေးတယ်တယောက်ကိုအခွက်30ပေးတယ်အဲ့လိုပေးတဲ့အချိန်မှာအတီးတီးအစွမ်းတတိရှိဒီအတိုင်းပေးတယ်ဆိုတာကျမတို့သိမြင်ရပါတယ်အမှမကြဘူးသခင်ပြန်လာတဲ့အချိန်မှာပေါ့နော်ဒီ90ရတဲ့လူ20ရတဲ့လူတွေကြတော့90ရတဲ့လူကလည်းအမြတ်90ရပြီးတော့သူ့သခင်ကိုပြန်အပ်တယ်အဲ့လိုပဲ20ရတဲ့လူကလည်းနောက်ထပ်အမြတ်20ရပြီးတော့သူ့သခင်ကိုပြန်အပ်တယ်ဆိုတာသိရတယ်30ရတဲ့လူကြတော့သူကကြောက်ပြီးတော့ဆုံးရှုံးမှာကြောက်တဲ့အတွက်ကြောင့်မို့စိုးရင်တဲ့အတွက်ကြောင့်မို့မြေထဲမှာဝက်ထားတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီသခင်ပြန်လာတဲ့အချိန်မှာဒီတပည့်3ဦးကပေါ့နော်3ယောက်ကဒီလိုသူတို့ကိုပေးထားတဲ့ပစ္စည်းဥစ္စာကနေအမျက်ရပြီးတော့2ယောက်ကဒီလိုအပ်တယ်တယောက်ကြတော့ပြန်မအပ်နိုင်ပဲနဲ့သခင်ပေးထားတဲ့အတိုင်းဒီ30ကိုပဲသူ့ရဲ့သခင်ကိုပြန်အပ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့လိုအပ်တဲ့အချိန်မှာသခင်ကဒီ90နဲ့20အပ်တဲ့လူအပ်တဲ့ချိန်မှာသူကဘာပြောတယ်လဲဆိုလို့ရှိရင်တာဒုတစ္ဆာရှိတော်ငေသားကောင်းတင်ဒီအမှုငယ်၌တစ္ဆာဆောက်နေပြီညားစွာတော့အမှုအခွင့်ကိုတင်၌ငါပေးအပ်မည်တင်းရဲ့သခင်နဲ့အတူစီးစိမ်ကိုဝန်စားကြလို့ဆိုပြီးတော့သခင်ကအဲ့လိုမိန့်တော်မူတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီ30အပ်တဲ့လူကိုကြတော့ဘာပြန်ပြောတယ်လဲဆိုလို့ရှိရင်ရှမတဲ့အခန်းကြီး25အငယ်29ကိုကျွန်မဖတ်ပါမယ်အကြောင်းမူကားအကျဉ်သူဒီရတတ်ဤထိုသူ၌ကြွယ်ဝပြည့်စုံစီခြင်းကပေးအောင်မီအကျဉ်သူဒီဆင်းရဲဤထိုသူ၌ရှိသမျှကိုပြင်နှုတ်လိမ့်မည်သုံးမရတော့ထိုငယ်သားကိုငိုကြွေးခြင်းအန်သွားခေးကျိတ်ခြင်းရှိရာအရက်အပြင်အရက်မောင်မိုက်သေးတို့နင်ထုတ်ကြလိုက်ဟုစီရင်တော်မူ၏ဆိုတာဒီမှာ30ပဲ30ဘေးဝေပြောမစို့ဝေစုရတဲ့လူပေါ့နော်သူ့ကိုကြတော့သူ့သခင်ကအဲ့လိုစီရင်တယ်ဆိုတာတွေ့ရတဲ့အချိန်ကျတော့ဒီကျမ်းပိုက်ကိုပေါ့နော်ဒီဥပမာကိုကျမအစတော့ကနားထောင်ဖတ်လို့ရှိရင်နားထောင်ဒီတရားဒေသနာမှာဟောတဲ့ဆရာတွေနားထောင်ဟောတဲ့အချိန်မှာကျမနားထောင်တဲ့အချိန်မှာဒီ30သမားအရန်တနာတယ်ဟဲतू ကဟိုအစွမ်းဖျားသူ့တခင်ကကိုအစွမ်းရှိတဲ့အတိုင်းပေးတယ်ဆိုတော့ဒီ90ပေးတဲ့လူရောतू ကဒီ90အရေးချင်းရှိလို့90ပေးတယ်20ပေးတဲ့လူကြတော့20အရေးချင်းရှိလို့20ပေးတယ်ဒါပေမဲ့ဒီ30ရတဲ့လူကြတော့तू ကလည်း30အရေးချင်းရှိပဲရှိတဲ့အတွက်ကြောင့် तू 30ပဲရတယ်ဒါပေမဲ့ तू ကသူ့ရဲ့အစွမ်းတတိကို तू ထုတ်မတုံးဘူးထုတ်မတုံးတဲ့ထုတ်မတုံးတတ်တာလေးဖြစ်မှာပေါ့နော်ပြီးရင်နည်းနည်းကိုကျမအသွေးနဲ့ပြောဆိုကြည့်မိအညာအမကြုံမူလဲနာဤရဲ့နည်းနည်းကိုညံ့လို့လည်းဖြစ်မယ်ကြောက်လို့လည်းဖြစ်မယ်သူများလိုမျိုးမထူးချွန်မတော်လို့မတတ်လို့လည်းဖြစ်မယ်အဲ့လိုအရေးချင်းပဲရှိတဲ့အတွက်ကြောင့်မို့ तू ကအဲ့ဒီ30လေးကိုပျောက်တော့မှဆိုလို့မြေကြီးထဲမှာဝတ်ထားတာတခင်ပြန်လာတဲ့ချိန်မှာအဲ့ဒါမပျောက်ဘင်းတဲ့ဤဟိုပြောမစို့အရင်ကိုပြန်အပ်နိုင်တာမှတော်လာပြီပေါ့အဲ့ဒါကိုသူ့စီကလည်းအကုန်ပြန်ယူလိုက်တယ်ယူပြီးတော့
သူဒီမှာစီရင်နေဆိုတာတွေ့ရပါဘောနော်အန်သွားခဲကျိတ်ချင်းရှိရအရက်မောင်မိုက်သေးကိုနင်ထုတ်ကြစီဆိုပြီးတော့စီရင်နေဆိုတော့ဟဲဘယ်လိုပြောမလဲတော်တော်ကြီးကိုကျွန်မစိတ်ကောင်းစေတနာဝင်ပြီးသူတနာမိရပေါ့နော်သူက30ပဲလေးရတယ်ပြင်မရှာနိုင်တဲ့အတွက်ကြောင့်မို့ဖះအဲ့လိုစီရင်တာလားပေါ့အမျက်မရှာနိုင်တာနဲ့ပဲသူ့ကိုဒီအန်သွားခိတ်ကြိတ်ရာဆိုတော့ကျွန်တော်တို့ဘာကိုရည်ညွှန်းတယ်လဲဆိုတော့ငရဲကိုရည်ညွှန်းတာပေါ့နော်အဲ့တော့အဲ့လိုအမျက်မရှာနိုင်တာပဲနဲ့ပဲသူ့ငရဲကိုသွားခိုင်းတာလားပေါ့အဲ့ဒါကြီးကတော့ဘာဖြစ်လို့လဲပေါ့နော်တနာတဲ့စိတ်တွေကျွန်မဝင်ဘူးတယ် question ဖြစ်ဘူးတယ်ပေါ့နော်ဒီအကြောင်းအရာတွေဒါပေမဲ့တကယ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ပြန်ပြီးတော့ကြည့်လို့ရှိရင်ဖတ်လို့ရှိရင်ကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်ဖခင်ကသူ့ရဲ့သခင်ကသူတို့အစွမ်းတတိရှိတဲ့အတိုင်း90အစွမ်းတတိရှိတဲ့လူကို90ပေးတယ်20ရှိတဲ့လူကို20ပေးတယ်အဲ့လိုပဲ30ရှိတဲ့လူကိုလည်း30အစွမ်းတတိရှိတဲ့အတိုင်းပေးတယ်ဆိုတာတွေ့ရတယ်အဲ့ဒီအပြင်ဒီ30သမားက30ရတဲ့လူကသူ့သခင်ပြန်လာတဲ့အချိန်မှာဘာပြောတယ်လဲဆိုတော့ဒီမှာကျွန်တော်တို့တွေ့ရတယ်ဒီကျမ်းဟိုထဲမှာဖတ်လိုက်ပါမယ်25အငယ်24ပေါ့နော်အခွက်30ကိုရတော့သူဒီလဲချင်းကပ်၍သခင်ကိုရော်ဒီခေးရင်တော်သူဖြစ်သည်နိကိုမဆိုင်ပြိုးတော့အရက်၌ရိတ်၍ကိုမဖြန့်ကျေးတော့အရက်၌စုသိမ့်တတ်ဒီကိုအကျွန်ုပ်သိ၏တဲ့ဒီမှာကျွန်တော်တို့စဉ်းစားစရာကဒီ30ရတဲ့လူကသူ့သခင်အကြောင်းကိုသူအားလုံးသိတယ်ဆိုရဲအချက်ကျွန်တော်တို့တစ်ချက်တွေ့ရတယ်ပြီးရင်ဒီသခင်ကို तू ကဘာပြောတယ်လဲဆိုလို့ရှိရင် तू သိတဲ့သခင်ရဲ့ပုံရိပ်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်နေသခင်နေရအရင်ကိုခေရင်တော့သူဖြစ်တယ်ကချင်လို့ဆိုဂိမ်းမကြီးအဝါရဲပြီးရင်နေမဆက်ပြိုးတဲ့အရက်ကနေရိတ်ချင်တဲ့သူပြီးရင်ကိုမဖြန့်ကျေတော့အရက်မှာစုသိမ့်တတ်တဲ့သူဖြစ်တယ်ဆိုတော့သူ့ရဲ့အမြင်ကဒီတခြားဒီ90တော့30တော့ပြောမစံဒီနေ့ကျမတို့ယုံကြည်တဲ့လူတွေသခင်ခရစ်တော်နဲ့ပြောင်းလဲပြီးတဲ့လူတွေကသခင်ကိုမြင်တဲ့အမြင်နဲ့ဒီ30ရတဲ့လူရဲ့အမြင်ကမတူဘူးဆိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ကျွန်တော်တို့မြင်တဲ့အမြင်ကသခင်ကိုဘယ်လိုမြင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကေတင်ရှင်ဖြစ်တယ်ချစ်ချင်းမေတ္တာဖြစ်တယ်ကျွန်တော်တို့ကိုတစ်ဖက်သက်ချစ်တဲ့သူဖြစ်တယ်ပြီးလို့ကျွန်တော်တို့ရဲ့သိုးထိန်ဖြစ်တယ်လမ်းပြရှင်ဖြစ်တယ်ဆိုပြီးကျွန်တော်တို့အဲ့လိုမြင်ပြီးတော့ချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ကသခင်လို့ဆိုအဲ့လိုကြီးမကောင်းတဲ့စိတ်နဲ့မကောင်းတဲ့အမြင်မျိုးကျွန်တော်တို့မှမရှိဘူးဒါပေမဲ့ဒီ30သမားကြတော့သူ့ရဲ့သခင်ကို तू သိတယ်ဆိုတော့အချက်ကပေါ့နော်ဒီသူ့ရဲ့သခင်အကြောင်း तू အားလုံးဂဂနနသိတယ်ဒါပေမဲ့ तू သိတဲ့အကြောင်းအရာဘယ်လိုလဲဆိုလို့ရှိရင်သခင်အယောင်ကိုခေးရင်းတဲ့လူအယောင်မကောင်းတဲ့လူကစီတဲ့လူပြီးရင် तू ဘာမှမလုပ်ပဲမဆိုင်ပြိုးပဲမရိတ်မကျဲပဲနဲ့ပေါ့နော်ရိတ်သိမ်းအလကားနေရယူချင်နေတဲ့လူဆိုပြီးတော့အဲ့လိုအသွေးအမြင်သူ့စီမှာရှိတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ချိန်ကျတော့ကျွန်မဒီဘလို့ပြန်နားလေသွားတယ်လဲဆိုလို့ရှိရင်ဒီ30သမားဟာကျွန်တော်တို့ဒီခရစ်တော်ယုံကြည်ပြီးလက်ခံပြီးပြောင်းလဲတဲ့အသက်တာရဲ့ဖះကိုမြင်တဲ့ပုံစံတိတဲ့ပုံစံမျိုးသူ့စီမှာအတိမရှိဘူးအဲ့လိုအမြင်မရှိတဲ့အတွက်ကြောင့်မို့ဒီသူ့ရဲ့အစွမ်းတတိမထုတ်သုံးပဲအမျက်ရရှိအောင်သူမလုပ်နိုင်ယုံနဲ့ပဲဖះသူ့တခင်ကသူ့ကိုအဲ့လိုအန်သွားခဲကြိတ်ရအရက်ကိုပို့စေဆိုပြီးတော့စီရင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်နားလေရတယ်ပေါ့နော်ဆိုတော့ဒီထဲမှာသူ့ရဲ့တိချင်းဟာဘယ်လိုပြောမလဲကျမတို့ရဲ့တကယ်ယုံကြည်သူပြောင်းလဲသူရဲ့တိချင်းဖျားသူ့တခင်ကိုမြင်ချင်းအမြင်နဲ့ကွဲလွဲနေတယ်ဆိုတာကျွန်တော်တို့မြင်တွေ့ရပါတယ်အဲ့ဒါကြောင့်မို့ဒီနောက်ပိုင်းဒီကျမနားလေသွားတာပေါ့နော်။ तू ကသူ့ရဲ့အစွမ်းတတ္တိကိုမထုတ်သုံးလို့ပဲအမျက်ရအောင်မလုပ်နိုင်လို့သူ့ကိုတခင်ကအဲ့လိုအတုံးမကြတဲ့ငေသားကောင်းကျွန်းပြီးရင်အဲ့လိုအန်သွားခေးကျိတ်ရာကိုပို့တယ်စီရင်တယ်ဆိုတာအဲ့ဒီသူ့စီမှာရှိတဲ့အစွမ်းတတ္တိကိုအတုံးမပြုတ်လို့ပဲမဟုတ်ဘူးအဲ့ဒီတစ်ချက်ကြောင့်ပဲဖះသူ့အဲ့လိုစီရင်တာမဟုတ်ဘူးဆိုတာနားလေရတယ်ပေါ့နော်ဆိုတော့ဒီမှာကျမတို့သူ့ရဲ့တိချင်းဟာသူ့အတွက်
ကောင်းတဲ့အရာကိုမရောက်စေဘူးပေါ့နော်သူရဲ့ငါနှစ်အကြောင်းကိုတည်တယ်ဆိုပေမဲ့သူရဲ့တည်ခြင်းဟာသူ့အတွက်ကိုဆိုးကျိုးကိုဖြစ်စေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့မြင်တွေ့ရတယ်ရှင်ယောဟန်အခန်းကြီး8အငယ်32မှာအခန်းကြီး8အငယ်32ကိုကျွန်မဖတ်ပါမယ်32တမန်တရားကိုလည်းတိကျသဖြင့်ထိုတရားသည်တင်တို့ကိုလူကြလိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏ဒီမှာသခင်ခရစ်တော်ကတမန်တရားကိုတကယ်သိတယ်ဆိုလို့ရှိရင်အဲ့ဒီတမန်တရားဟာတင်တို့ကိုလွတ်ကြလိမ့်မယ်လွတ်လိမ့်မယ်ဆိုတဲ့အကြောင်းကိုဒီမှာပြောတယ်ပေါ့နော်လွတ်တယ်ဆိုရဲအရာကဟိုအများကြီးရှိရပေါ့နော်စာတန်ရဲ့ချုပ်နှောင်ခြင်းအမျိုးမျိုးကနေကျမတို့ကိုလွတ်တယ်ပြီးလို့ရှိရင်ကျမတို့အတွက်အောင်မြင်မှုတွေမရရှိဘဲနဲ့ဆုံးရှုံးမှုတွေအမျိုးမျိုးကြုံတွေ့အခက်အခဲတွေကြုံတွေ့ခြင်းကနေလည်းဒါကိုဒီတမန်တရားဆိုရယ်ခရစ်တော်တည်ခြင်းအဖြစ်လွတ်တယ်ဆိုတော့လွတ်မြောက်ခြင်းရတယ်အောင်မြင်ခြင်းကိုတိုးဝင်စေတယ်ဆိုတာဒီမှာသခင်ခရစ်တော်ကိုယ်တိုင်ကကျမတို့နှုတ်ကပတ်တော်မှာဖော်ပြထားတယ်ဆိုတာကျမတို့တွေ့ရတယ်ဒါပေမဲ့ခုနကဒီအခွင့်30ရတဲ့လူကြတော့သူရဲ့တည်ခြင်းသူရဲ့ဖျားကိုသူ့ရဲ့သခင်ကိုတည်ခြင်းဟာသူ့ကိုအောင်မြင်မှုကိုမရစေဘဲနဲ့ဒီလွတ်ချင်းဆိုတဲ့အရာကိုသူ့ကိုမရရှိစေဘူးပေါ့နော်ဆိုတော့ဒီနေ့ကျမတို့သခင်ခရစ်တော်ကိုတည်ရဆိုတာဒီရှင်ယောဟန်အခန်းကြီး8အငယ်32မှာဖော်ပြထားတဲ့အတိုင်းဒီတမန်တရားကိုကျမတို့တည်ရတဲ့အတွက်ကြောင့်မို့အဲ့ဒီတမန်တရားတိုင်းလိုက်လျှောက်ခြင်းအပြင်အောင်မြင်ခြင်းကိုရစေတယ်ပြီးလို့ရှိရင်ဒီအခွက်90အခွက်20ရတဲ့လူမျိုးအမျက်ကိုကျမတို့ရှာပြီးတော့သခင်ရဲ့ရှေ့တော်ကျမတို့ရောက်လို့ရှိရင်ကျမတို့ကိုယ်ပိုင်အစွမ်းတတ္တိရှိနေအညီဖျားပေးထားတယ်သခင်ကပေးထားတဲ့အရာတွေကိုကျမတို့အမျက်ရပြီးတော့ပြန်လဲပြီးတော့ဘုရားရဲ့ရှေ့မှာချပြခြင်းပေါ့နော်ပြန်ပြီးတော့ကျမတို့ကဖျားရှိမှာအောင်မြင်ခြင်းနဲ့တိုးဝင်ရတဲ့အခွင့်ကိုကျမတို့ရမယ်ဆိုတာတကယ်တည်ခြင်းဆိုတဲ့အရာမှာဒီအခွက်30ရတဲ့လူမျိုးတည်ခြင်းမဟုတ်ဘဲနဲ့တမန်တရားကိုတည်ပြီးအရာမှာကျမတို့လွတ်ချင်းပေးမယ်ဆိုတဲ့ဒီနှုတ်ကပတ်တော်တမန်တရားသခင်ယေရှုတကယ်တိမှပဲကျမတို့အောင်မြင်ခြင်းရတယ်ဆိုတာနှုတ်ကပတ်တော်ကိုကျမတို့ဖော်ပြထားပါတယ်ဆိုတော့ဒီနေ့ကျမဒီအခွက်30ရတဲ့လူဘာဖြစ်လို့အဲ့လောက်ကြီးများဆင်ရတယ်လေဆိုတဲ့အရာကိုကျမပြန်ပြီးတော့ဆင်ခြင်ပြီးတော့နားလေရတဲ့အကြောင်းကိုကျမဒီနေ့ယုံကြည်လို့သားသမီးတွေနဲ့တခါပြန်ပြီးတော့ဝေငှပြီးတော့ဆင်ခြင်ခြင်းဖြစ်ပါတယ်လို့ဒီအခွက်30ရတဲ့လူကသူ့ရဲ့သခင်ကိုမြင်တဲ့အမြင်နဲ့တီးတဲ့အတိဟာကျမတို့နဲ့မတူဘူးဖြစ်နေတဲ့ဟာကိုကျမတို့တွေ့ရတယ်ပြီးလို့ရှိရင်တကယ်သခင်ခရစ်တော်ကိုယုံကြည်ပြီးလက်ခံပြီးတော့ပြောင်းလဲတဲ့အသက်တာမှာကျမတို့သခင်ခရစ်တော်ကိုကျမတို့ကေတင်ရှင်လို့ကျမတို့မြင်တယ်ကျမတို့ရဲ့ရေးတိုက်လို့မြင်တယ်လမ်းပြတဲ့သခင်လို့မြင်တယ်ဆိုပြီးတော့အမြဲတမ်းကျမတို့အသက်တာမှာကူညီမှစပြီးအောင်မြင်ခြင်းကိုပေးတယ်ဆိုတဲ့သခင်လိုမျိုးကျမတို့မြင်တယ်အဲ့လိုတိတယ်ခံစားရတယ်ဒါပေမဲ့ဒီအခွက်30ရတဲ့လူကသူ့သခင်အကြောင်းကိုတိတယ်ဆိုပေမဲ့မကောင်းတဲ့လူလိုမျိုးသူကမြင်တယ်အရန်ကိုခေးရင်တဲ့လူအရန်ကိုမမျှတပဲပေါ့နော်ဘာမှမလုပ်ဘဲနဲ့ကိုမဆိုင်ပြိုးတဲ့အရာကနေရိတ်သိမ်းချင်တဲ့ဒီနေရင်ထိုင်ရအလကားအမျက်ရချင်တဲ့လူလိုမျိုးမြင်တဲ့ဒီ30သမားလိုမျိုးအမြင်နဲ့ကျမတို့အမြင်နဲ့ကွာနေတယ်ဆိုတော့ကျမတို့တွေ့ရတယ်အဲ့ဒါကြောင့်မို့အဲ့ဒီသူကျမတို့မြင်တယ်လိုမျိုးသူမမြင်တဲ့အတွက်ကြောင့်မို့သူ့သခင်ကဒီလိုစီရင်ခြင်းဖြစ်တယ်ဆိုတာကျမတို့နားလည်ရပါတယ်ဆိုတော့ဒီနေ့ကျမတို့တကယ်ဖျားရဲ့နှုတ်ကပတ်တော်ကျမတို့ရဲ့နှလုံးသားမှာရောက်ရှိပြီးတကယ်ကျမတို့ရဲ့သခင်ခရစ်တော်ယုံကြည်ပြီးသူနှစ်သက်တဲ့အသက်တာမှာရှောက်လန်းနေတဲ့လူတိုင်းရပေါ့နော်ဒီအခွက်90ရတဲ့လူအခွက်20ရတဲ့လူအမျက်မရစရာအကြောင်းမရှိဘူးပေါ့ဘာလို့ဆိုရင်ဒီအမျက်ရအောင်လဲဖျားကကျမတို့တန်ရှင်တော်ဝိညာဉ်တို့ကကျမတို့နဲ့အတူရှိတဲ့အတွက်ကြောင့်မို့လှုပ်ဆောင်နိုင်တဲ့အခွင့်နဲ့အစွမ်းတတိကိုကျမတို့ကိုပေးထားတယ်ဆိုတာနားလေရပါတယ်ဒါ
ဒါပေမဲ့တချို့ကျွန်တော်တို့ယုံကြည်လို့ဒီမှာဒီ90 20ရတဲ့လူဖြစ်ပေမဲ့တချို့ကြတော့တကယ်ဖះကိုယ့်ကိုအစွမ်းတတိတွေပေးထားတယ်ဆိုပေမဲ့ဒီအစွမ်းတတိကိုကျွန်တော်တို့ကဖះနှစ်သက်တဲ့အမှုအရာမှာစက်ကပ်ဖို့အသုံးပြုခံဖို့အတွက်ရှောင်နေတတ်တာမျိုးအချိန်တွေပြီးရင်နောက်နေတတ်တဲ့အချိန်မျိုးတွေမထုတ်သုံးခြင်းတဲ့အချိန်မျိုးတွေရှိတတ်တာပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်ကြတော့တကယ်ကျွန်တော်တို့တကယ်ခရစ်တော်ရဲ့ရှေ့ရောက်လို့ရှိရင်ကဲနေ့ကိုအစွမ်းတတိပေးထားတဲ့အတိုင်းနင်ဘာတွေလုပ်ပြီးသွားပြီလဲနင်လုပ်ပြီးတဲ့အရာတွေနင်စွမ်းဆောင်ခဲတဲ့အရာတွေအကုန်လုံးချပြပါဖော်ပြပါဆိုတဲ့အချိန်မှာကျွန်တော်တို့သခင်ရှေ့မှာအရှက်ရစေမယ့်အရာတွေဖြစ်နိုင်ပါတယ်ဆိုတော့ဒီ90ရတဲ့လူတို့20ရတဲ့လူလို့ပြန်ပြီးတော့အမျက်ရပြီးတော့ကျွန်တော်တို့သခင်ရဲ့ရှေ့တော့မောက်ရောက်လို့ရှိရင်အမျက်ကိုချပြပြီးတော့တာဓုတစ္ဆာရှိတော့ငေသားကောင်းဆိုပြီးတော့သခင်ကနေကျွန်တော်တို့ချီးမွမ်းခြင်းချီးကျူးခြင်းကိုချီးမြှင့်ခြင်းကိုခံရတဲ့တာသမီအရောက်စီတိုင်းဖြစ်ဖို့လိုအပ်ပါတယ်ဒီအခွက်30ရတဲ့လူမျိုးအမြင်နဲ့ပေါ့နော်သခင်ခရစ်တော်ကိုမကောင်းတဲ့လူမျိုးမြင်တယ်ကစီးတဲ့လူမျိုးမြင်တယ်ကျမတို့ယုံကြည်လို့သားသမီးတကယ်သခင်ခရစ်တော်နဲ့ပြောင်းလဲတဲ့သူရဲ့အမြင်လိုမျိုးမမြင်တဲ့လူကြတော့ဒီကျမ်းစာမှာဖော်ပြထားတဲ့အတိုင်းပေါ့နော်ဒီကိုယ့်ရဲ့အစွမ်းတတိကိုမထုတ်သုံးပဲမထုတ်သုံးတဲ့အတွက်ဒီတစ်ခုတည်းကြောင့်လည်းပဲဖခင်အန်သွားခေးကြိတ်ရာပို့တာမဟုတ်ဘူးပေါ့နော်ကျမတို့သခင်သူမြင်စေခြင်းတဲ့အတိုင်းသူ့ကိုမြင်ပြီးတော့လက်ခံယုံကြည်ပြီးတော့သူနှစ်သက်တဲ့အသက်တာမှာရှောက်လန်းမှပဲတာဓုတစ္ဆာရှိတော့ငေသားကောင်းဆိုတော့ကျမတို့သခင်ကခေါ်มาဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျမတို့ယုံကြည်တဲ့သူအရောက်စီတိုင်းဖခင်ကိုကိုးစားတဲ့အရောက်စီတိုင်းပေါ့နော်သခင်သူသိစေလိုတဲ့အတိုင်းသခင်သိစေလိုတဲ့အတိုင်းသခင်ရှေ့ကိုကျမတို့ရောက်လို့ကျမတို့အတီးတီးရောက်လို့ရှိရင်ကျမတို့အနှင်းထားတဲ့အရာတွေလှုပ်ဆောင်ခိုင်းထားတဲ့အရာတွေကိုပြန်ပြီးကျမတို့ယူဆောင်လာရမယ်ချပြလာတဲ့အချိန်မှာတိုးပွားခြင်းအောင်မြင်ခြင်းကိုကျမတို့ယူဆောင်လာဖို့လိုပါတယ်ဆိုတော့အဲ့လိုတိုးပွားခြင်းအောင်မြင်ခြင်းကိုယူဆောင်လာနိုင်ဖို့ရအတွက်ကျမတို့ဝိညာဉ်တော်နဲ့အတူအမြဲတမ်းသွားလာဖို့လိုပါတယ်အဲ့မှာပဲတာဓုသစ္စာရှိသောငေသားကောင်းဆိုပြီးတော့ကျမတို့အခေါ်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့အသက်တာထဲမှာဒီအခွက်30ရတဲ့လူမျိုးပေါ့နော်ပြန်ပြီးတော့နှုတ်ယူရတဲ့သူမဖြစ်ပင်နဲ့ထပ်ပြီးတော့ပြန်ဖြည့်ပေးတဲ့ဖြည့်ပြီးတော့ပြန်ရရှိတဲ့သူဖြစ်ပြီးတော့အဲ့လိုတိုးပွားပြီးတော့ကျွန်တော်တို့အသက်တာမှာပြန်ပြီးတော့လူဒီဘက်ကထပ်ကြော်နာငါတဲပေါ်လေးရတဲ့လူပို့ပြီးရစေတယ်ဆိုတော့အသက်တာမှာကျွန်တော်တို့ရှောက်လန်းနိုင်ဖို့ရအတွက်ပေါ့နော်ဒီတခင်မြင်စေလိုတဲ့အတိုင်းသူသိစေလိုတဲ့အတိုင်းနှုတ်ကပတ်တော်ကိုသိပြီးတော့နားလေပြီးတော့ကျမတို့ရှောက်လန်းကြပါစို့လို့နှုတ်ကပတ်တော်ဝင်မြပါတယ်အားလုံးပေါ်ဖျက်ရှင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်